မလေးမှတ်ထားစာတွေအရှိကြီးမှတ်ပေးထားသေးတာအဲ့ဒီအရှိကြီးကလေ reply ပြန်နေရမမကိုဘလို့မှပြန်လို့မရဘူးဖြစ်နေသီလားအဲ့အကြောင်းမို့ဒီမက်လေးဝယ်ပြန်ပေးလိုက်ရနှစ်ဘူးစီဝယ်သွားရနော်တဲ့ဟုတ်ပါမမတိုနာနှစ်ဘူးမွိုင်းချာနှစ်ဘူးစမ်းခရင်နှစ်ဘူးစီဝယ်သွားတာရှေ့ဒီမှာလဲဝယ်ထားအများကြီးပဲခဏကိုအားပေးထားတကယ်ကိုကျေးဇူးအများကြီးဒီမှာအခုဆိုလို့ရှိရင်ရက်ဆိုနေလို့တိတ်မကောက်ဘူးမမရဲ့ဒီမှာမျက်လုံးကိုပဲကြည့်မျက်စံချောင်နဲ့ဘလို့ဖြစ်နေမှမသိဘူးလူကလေတက်တော့တာဟိုတက်ရိုက်နေရတက်ကြွမရှိဘူးမရိုက်တဲ့အခါကြလို့ရှင်လဲပစ္စည်းကိုမသုံးပြတဲ့အခါကျရင်တချို့လေးတွေကလေဟိုဘယ်အစင်းမသုံးတတ်တဲ့သူလေးတွေလည်းရှိတယ်အဲ့လူလေးတွေတက်ပြီးတော့ရိုက်ပြနေတာလူကလေစိတ်ကတက်ကြွမနေဘူးဒါပေမဲ့မမဈေးလာဝယ်တဲ့အချိန်မှာတော့ပြန်ပြီးတက်ကြွသွားတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်တကယ်ဟုတ်တယ်မမဆိုလို့ရှိရင်ဝယ်တာခဏကိုဝယ်တာမမရွှေရင်အေးလေးမမနာမည်ကအကောင့်နာမည်ရွှေရင်အေးလားဟလားနဲ့ဟုတ်လားဟုတ်တယ် Viber အကောင့်နာမည်ရွှေရင်အေးတဲ့ဆိုတော့မမပစ္စည်းမှလည်းအဲ့နာမည်လေးနဲ့ပဲထည့်ပေးလိုက်တာတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်မမရေအားပေးရနော်စီရန်တို့စန်ခရင်တို့အခုရထဲမှာမွိုင်းချာဆိုလို့ရှင်လည်းအရန်ရောင်းရတာမွိုင်းချာတော့ဒီရေထဲဖြည့်ပေးတဲ့မွိုင်းချာလေးပေါ့နော်ဒီဟာဆိုလို့ရှင်လေအခုຫນွေရာသီနဲ့အရန်ကိုလိုက်ဖက်တယ်အရန်သုံးသင့်တဲ့ပစ္စည်းဘာဖြစ်လို့လဲဆိုတော့အသားအရန်၆တဲ့သူတွေဆိုလို့ရှင်သုံးပေးရမယ်ဒီမွိုင်းချာမင်းကလေဟိုတနေ့က2ရက်3ရက်လောက်ကလေညဘက်ကိုလေစကေမကဲပဲနဲ့အိတ်မိရတိလားမကဲပဲနဲ့အိတ်တယ်ပြီးတော့တေချာလည်းမသုံးပြဘူးမနဲ့ကောညအောင်နေတော့တိတ်မကောင်းတဲ့ခါကျတော့အဲ့လိုမျိုးဆိုတော့လေစကင်ပုံမှန်မကဲတော့လေဒီကြားလေးတွေက6ချင်တယ်တိလားဒီမှာရဲနေတိလားဒီမှာအဲ့ဟာလေးတွေ6ချင်တယ်အဲ့လိုမျိုးလေးဖြစ်တယ်ဆိုလို့ရှိရင်မြဒီဟာလေးတွေသုံးလိုက်တယ်ဆိုလို့ရှိရင်ချက်ချင်းပြောက်သွားအောင်နှစ်ခေါက်သုံးခေါက်လောက်လိမ့်လိုက်လို့ရှိရင်ပြောက်သွားဒီမှာဒီကြားဘက်ကြားတိတ်မရှိဘူး6ရင်ဒီဘက်ထဲက6တယ်ဒီမှာကြည့်ဒီကြားတွေထဲမှာ6တာနှာခေါင်းကြားရဲတွေအဲ့လိုမျိုး6တာဒီမွယ်ချာလေးကိုလေမနက်တစ်ချိန်ညတစ်ချိန်3ရက်လောက်ဆက်ပြီးသုံးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါအရှင်းကိုပြောက်သွားအောင်တကယ်အရှင်းကိုပြောက်သွားအောင်မရှိတော့အဲ့လိုမျိုးပြောက်တာအခုရက်ထဲမှာတော့အားဆိုင်ပြီးတော့သုံးနေရတာတော့မမရဲ့ဘာတွေသုံးနေရလဲဆိုတော့စန်ခရင်ကတော့မရှိမဖြစ်ပေါ့နော်အခုရက်ထဲမှာသုံးလို့ဟုတ်ပါသွားလေစန်ခရင်ကတော့မရှိမဖြစ်သုံးနေရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကတော့မအခုຫນွေရာသီမှာလေသုံးရမယ်အရာဘာဖြစ်လို့လဲဆိုတော့ຫນွေတွေရမ်းပူတဲ့အချိန်မှာတိတ်တွေမှဲကြောက်တယ်မဖြစ်ချင်ဘူးမျက်နှာရုံမဲညင်ကြီးမဖြစ်ချင်ဘူးဆိုတော့ဒီဆန်ခရင်လေးကတော့မဖြစ်မနေကိုသုံးပေးရမှာပါရှင်ဒါလေးရဲ့အခုရက်ထဲအားဆိုင်ပြီးသုံးနေရဘယ်ဟာသုံးရလဲဆိုတော့ဒီသုံးမျိုးကိုတော်တော်အားဆိုင်ပြီးသုံးရမယ်အရာသုံးခုပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်လည်းတိတ်နဲ့မှဲကြောက်ဆိုလို့ရှိရင်အရန်တက်တာတဲ့ collagen serum ဒီဟာလေးကကျတော့ရေတက်ဖြည့်ပြီးတဲ့ moisture ဒါလေးကတော့နေအောင်ကြည့်တဲ့ကိုကာကွယ်ပေးတဲ့ sun cream မှာရှင်တိတ်နဲ့မှဲကြောက်သမားရေးဆိုလို့ရှိရင်ဒီဟာကိုအရန်အသေးဆွဲကြိုက်နေကြတာတိတ်မှဲကြောက်သမားကြီးကလေတစ်ခါဝယ်လေနှစ်ဘူးကအနည်းဆုံးပဲအဲ့လိုမျိုးဝယ်ကြတာရှေ့မှာဝယ်သုံးထားရဲ့မမရေးဆိုလို့ရှိရင်လည်းအရန်ကြိုက်တာအရန်ကြိုက်လို့လေအဲ့မက်လေးပြန်ပေးအောင်မတချို့ဆို messenger ထိတောင်မှာပဲလာပြီးတော့ပြောကြတာကြိုက်လို့ကျေးဇူးအများကြီးတင်ပါတယ်အမြဲအားပေး